8 6 5အဲ့လိုထောင်ထားတဲ့အပင်အောက်မှာတစ်ပရိသုံးလုံးဆင့်ပြီးတော့ထောင်ထားတာဒါမှလည်း8 6 5ရဲ့အောက်မှာနှစ်ပရိဆိုတော့ဆင့်ပြီးတော့ထောင်ထားတာသုံးလုံးဆင့်ထောင်ထားတာအဲ့သုံးလုံးဆင့်ထောင်ထားတဲ့ထိပ်မှာသူက9ပရိယူထားတယ်ဒီသုံးလုံးဆင့်ထောင်ထားတဲ့ထိပ်မှာ9ပရိကျနိုင်လားဆိုတာကိုတစ်ချက်ကြည့်ပါအဲ့တစ်ထောင်နဲ့နှစ်မှာပဲသူက9ပရိအောက်မှာ9ပရိဒီအပင်ပဲကြည့်တယ်ဒါနဲ့9ပရိအောက်မှာ9ပဲเนาะသူ့ရဲ့အပေါ်ကဖြစ်တည်တဲ့ခဏတပင်ကျော်เนาะကိုအောက်မှာ9ပရိဖြစ်တဲ့ခဏရဲ့တပင်ကျော်ဒီမှာဘာဖြစ်မလဲကြည့်လိုက်မယ်เนาะကိုအောက်မှာ9ဖြစ်တဲ့9ပရိအပေါ်ကတပင်ကျော်သူကဒီမှာ9ပရိထွက်ပြတယ်အဲ့9ပရိကလည်းသူ့အရှိမ4 6 5နဲ့ပြီးထားတဲ့9ပရိဆိုရင်ဒီမှာ9ပရိအောက်မှာ9ရှိတယ်သူရဲ့တပင်ကျော်က9ပရိဖြစ်ဖို့အတွက်ကဒီမှာ9နဲ့4ဆိုရင်9ပရိဖြစ်ဖို့ကမနေ့ကနှစ်ထိပ်လို့ယူထားတဲ့အတွက်နှစ်9 4နှစ်4 9